စားပလင်းနဲ့မောင်နဲ့မိတ်ဆွေဟောင်းများအားလုံးပဲမင်္ဂလာပါခင်ဗျာကျွန်တော်တို့ရဲ့ channel လေးကနေယနေ့ဖတ်ပြပေးမယ့်ဝတ္ထုလေးကတော့စာရေးဆရာကြီးမင်းသိန်းခါရေးသားထားခဲ့တဲ့စားပလင်းနဲ့မောင်နဲ့မိတ်ဆွေဟောင်းများဆိုတဲ့ဝတ္ထုကလေးပဲဖြစ်ပါတယ်နာတော်တာဆင်ပေးကြပါခင်ဗျာတနေ့ကနေ့ကျုပ်ဒီအင်းစိန် CID ရှိကျုပ်ဤရုံးခန်းအတွင်း၌ထိုင်၍ဒိုင်နာရီကိုရေးမှတ်နေလေသည်မိုးရင်းကာလဖြစ်သောကြောင့်ရုံးခန်းအပြင်ဘက်တွင်မိုးခွဲလေးများကျနေ၏ထိုချိန်၌ကျုပ်၏မိတ်ဆွေစုံတော်ကြီးစားပလင်းနှင်းမောင်သည်ကျုပ်၏ရုံးခန်းအတွင်းသို့ဝင်လာပြီလေရင် IBA မိုးကလေးကလည်းတစိမ့်စိမ့်ရွာနေတယ်အမှုကလည်းလိုက်เสียမရှိတော့ပြင်းလှတဗျာအခုနေများစိတ်ဝင်စားစရာကောင်းတဲ့ရှုပ်ရှုပ်ထွေးထွေးအမှုကလေးတစ်ခုတော့ရရင်သိပြီးကောင်းပါပဲဗျာဟုဆိုကကလထိုင်၌ဝင်၍ထိုင်ရင်စီကရက်တရိတ်ကိုထုတ်ကမင်းကြီးရှိုက်ပါကတရင်ပေါင်းကနေ၍လမ်းဘက်စီတို့ကြည့်ရှုလေ၏ကျုပ်လည်းရေလက်စဒိုင်ယာရီကိုပိတ်လိုက်ပြီးနောက်ကိုနှင်းမောင်ကတော့ဗျာအတော့ကိုခေါင်းရှုပ်ခံနေတဲ့လူပဲအခုတလုံးမှအမှုကလေးပြတ်သွားလို့စိတ်လွတ်လပ်ကလေးနေမဲ့ကြံကာရှိသေးတယ်အိုင်ဆေးကအမှုတစ်ခုတောင်းနေပြန်ပြီဒုက္ခပါပဲဟုကျုပ်ကပြန်ပြီးပြောလျင်ကျုပ်ဤမိတ်ဆွေကြီးစားပလင်းနှင်းမောင်ကပြင်းကြီးနှမျိုးရှိတယ်ဗျာအဲ့ဒီတစ်မျိုးမှာအလုံးမလုံးချင်လို့ပြင်းတဲ့အပြင်းဆိုတော့အင်္ဂလိပ်စကားမှာlazyလို့ခေါ်တယ်မဟုတ်လားအလုံးလုံးချင်လျက်သားနဲ့အလုံးမရှိလို့ပြင်းကြီးငင်းဝဲတာကို idea လို့ခေါ်တယ်မဟုတ်လားအဲ့ဒီပြင်းကြီးနှမျိုးရှိတဲ့အနက်မှာကျုပ်ကတော့ဒုတိယအမျိုးကိုမခံနိုင်ဘူးဗျာအလုံးမရှိလို့ပြင်းကြီးငင်းဝဲရတဲ့ဒုက္ခကိုကျုပ်ကတော့ထောင်ကျသလောက်ခံစားရတယ်ဗျာဟုပြောလေ၏ထိုချိန်၌ကျုံနဲ့လွန်စွာခင်မင်သောပလိတ်အရာရှိဥပုကိုကြီးဆိုသူရောက်ရှိလာပြီးလျင်ခမည်းတော်ဘာတွေတိုင်ပင်နေကြတာလဲဟုမေးလေ၏ထိုအခါကျုပ်ကဟောဒီမှာဗျာကိုနှင်းမောင်ကအလုံးမရှိလို့ပြင်းနေတယ်တဲ့ခုပြောလိုက်ရဥပုကိုကြီးကသူဤကြီးမားသောလက်ဝါးကြီးဖြစ်ပြတလဲကာ၍မလုပ်ပါနဲ့မောင်မင်းကြီးသားရဲ့အမှုမရှိတာကောင်းပါတယ်ဗျာအမှုရှိရင်ခေါင်းကိုက်လုံးလို့ဗျာဟုပြောလေ၏စားပလင်းနှင်းမောင်သည်စီကရက်ပြာကိုလက်ညှိုးကလေးဖြစ်တောက်၍ခါလိုက်ပြီးနောက်ဂက်ကလူတွေကတော့အယူတစ်ခုရှိတယ်ဗျာအချုပ်ခန်းထဲမှာအချုပ်သားတယောက်မှမရှိရင်အချုပ်ခန်းတော့ကိုတကောက်ကောက်နဲ့လှုပ်လိုက်တာပဲအဲ့ဒီအချိန်မှာအချုပ်သားရောက်လာတော့တာပဲတခါတလေတော့လက်ထိတ်တွေကိုတချွင်ချွင်းနဲ့ခါရမ်းတော့တာပဲအဲ့ဒီအခါမှာလက်ထိတ်အခက်ခံရမယ့်တရားခံရောက်လာတော့တာပဲကျိုးတို့စီယန်ဒီမှာလည်းအမှုမရှိလို့တယောက်ယောက်ကညီးလိုက်ရင်တော့သိမကြပါဘူးဗျာအမှုကရောက်လာတော့တာပဲဟုပြောဆိုကတရင်ပေါင်းကနေ၍လမ်းမစီလို့ကြည်မြဲကြည့်ရှုနေတော့၏ထိုချိန်၌လူငယ်တယောက်သည်ကျုပ်တို့စီယန်ဒီရုံးဘက်သို့ရှောက်လာသည်ကိုတွေ့ရ၏ထိုလူငယ်သည်ထီးမပါပဲလျက်မိုးရည်ထဲတွင်ရှောက်၍လာသောကြောင့်တကိုယ်လုံးရွှဲရွှဲဆိုလျက်ရှိလေ၏ကျုပ်၏ရုံးခန်းဝါသို့ရောက်သောအခါ၌ထိုလူငယ်ကစားပလင်းနှင်းမောင်ဆိုတဲ့လူနဲ့တွေ့ကြလို့ပါဗျာဟုပြောလေ၏ထို့သို့ပြောပြီးနောက်မျက်နှာပေါ်မှာမိုးရည်စက်များကိုလက်ဖြစ်တုပ်ချ၍ကျုပ်တို့သုံးဦးအားတေးကြစွာအကဲခတ်ကြည့်ရှုလေ၏ထို့သို့ကြည့်ရှုပြီးနောက်ကျွန်တော်ကိုစားပလင်းနှင်းမောင်နဲ့တွေ့ခွင့်ပေးပါခင်ဗျာအရေးကြီးလို့ပါခင်ဗျာဟုဖြတ်၍ပြောလေ၏ထိုအခါဥပ္ပကိုကြီးကသူ၏လက်ဝါးနှစ်ဖက်ကိုပွက်လျက်အထဲကိုဝင်ခဲ့ပါကိုလူရဲ့ခင်ဗျားကိုကြည့်ရတာကလည်းတညာလုံးစင်ဦးတဲ့ကြနေတဲ့ကြွက်စုပ်လိုပါပဲလားကဲလာအထဲဝင်အဲ့ဒီကလထိုင်မှာထိုင်ခမည်းတွေ့နေတဲ့စုံတော်ကြီးစားပလင်းနှင်းမောင်ဆိုတာဟောဟိုကလူခတ်ချောပဲအင်္ဂလိပ်မင်းသားဘလင်တီနိုနဲ့မှားလောက်တဲ့လူမျိုးပေါ့စီယန်နီမှာစုံတော့မလုပ်ပဲဘိုင်စကုတ်ပတ်များကူးသွားမယ်ဆိုရင်မင်းသားကြီးဘာတင်ကိုမကြော်နိုင်တဲ့တိုင်အောင်ဒန်းတူလောက်တော့လုံနိုင်တဲ့လူမျိုးပေါ့ဗျာဟုပြောလိုက်လေ၏ထိုလူငယ်သည်ရေများဆူရွှဲလျက်ရှိသောကြောင့်၎င်း၏အဝယ်စားများနှင့်ကျုပ်၏ရုံးခန်းအတွင်းသို့ဝင်ရမည်ကိုအာတုပ်အာနာဖြစ်လျက်ရှိလေ၏တို့ရတွင်ဥပ္ပကိုကြီးကဇိုအတင်းခေါ်ယူ၍ကလထိုင်၌ထိုင်ခါသောကြောင့်ဝင်၍ထိုင်ရလေ၏ထိုတို့ထိုင်ပြီးလျင်စားပလင်းနှင်းမောင်၏မျက်နှာကိုငေးမောကြည့်ရှုကနေလေ၏ထိုကြောင့်ဥပ္ပကိုကြီးကကဲကိုလူစားပလင်းနှင်းမောင်နဲ့တွေ့ကျင်တယ်ဆိုတွေ့ပြီလေဗျာခမည်းဟာကလည်းတွေ့ရပြန်တော့လေစားပလင်းနှင်းမောင်မျက်နှာကိုမှန်ကြည့်တယ်လို့ကြည့်နေတာကိုဟုပြောလိုက်တော့အခါ၌ထိုလူငယ်ကဒီလိုစားပလင်းနှင်းမောင်ရဲ့ဟုဆိုကအောက်ပါအဖြစ်ပြက်ကိုပြောပြလေ၏ထိုလူငယ်ပြောပြသောအဖြစ်ပြက်မှာစိတ်ဝင်စားဖွယ်ရာကောင်းလာသောကြောင့်ကျုပ်တို့သုံးဦးသည်အစမှဆုံးတိုင်တစုံတရာမှဝင်ရောက်မင်းများပြောဆိုခြင်းမပြုဘဲပုံကြိုက်သောကလေးငယ်များပုံပြောကောင်းသူနှင့်တွေ့တဲ့အခါငြိမ်၍နေသည်လားကျုပ်တို့လည်းငြိမ်သက်၍နေကြလေရော၏ထိုလူငယ်ပြောပြသောအကြောင်းအရာကိုဖတ်၍ကောင်းစေရန်ဝတ္ထုတစ်ပွဲရေးသားထားပါသည်စာရေးသူတညတ၌မြင်းတိုင်းဟုခေါ်သောဘူရာတို့တာစီဘက်မှလာသောယထာရသီသည်စိုက်ရောက်လာခဲ့လေ၏
ရှမ်းမျိုးသားခီးတဲ့အချို့ယထာပေါ်မှဆင်းလာခဲ့ကြ၏ထိုထဲတွင်ရှမ်းမျိုးသားကဲ့သို့ဝတ်ဆင်ထားသောအသက်အစိတ်ခန့်ရှိဗမာလူငယ်တစ်ယောက်လည်းပါလာလေ၏ထိုလူငယ်သည်ဘူနာအနီးရှိတိုဦးကျော်ဆိုင်သို့ဝင်ကာတိုဦးကျော်နှင့်ဂျူးမြစ်ကိုအစာပြေစားရင်းလွန်စွာအနှံမွေးသောအခါရည်ရင်နွေးချမ်းကိုတောက်လေ၏ထိုနောက်ကြားတင်သောတိုဦးကျော်ဘိုးကိုပေး၍ထိုဆိုင်မှထွက်ခဲ့လေ၏ထိုလူငယ်သည်မြေနီလန်းနေတိုင်းဆက်၍လျှောက်လာပြီးနောက်တဲအိမ်တစ်လုံးအတွင်းမှလမ်းပေါ်သို့တိုင်အောင်ထိန်လင်းနေသောမီးအောင်ကိုတွေ့ရလေ၏စီးနှင်းများတပွဲပွဲကျနေပြီဖြစ်၍ထိုလူငယ်သည်ချမ်းအေးမှုတံကိုအံကျိတ်၍ခံနေရရှာလေ၏ထိုကြောင့်ထွန်းလင်းသောမီးအောင်ကိုတွေးလိုက်သည်နှင့်တပြိုင်နက်လူငယ်သည်လွန်စွာမှအားတက်သွားလေ၏ရှေ့ကဟာထမင်းဆိုင်နှင့်တူတယ်အဲ့ဒီမှာဒီတညတော့တဲခုံမှဖြစ်မယ်ဟုတွေးလိုက်မိလေ၏ထိုကြောင့်လင်းအောင်ရှိရာသို့ခတ်တုတ်တုတ်ကလေးလျှောက်လေ၏တအောင်များလျှောက်မိလျင်ထိုတဲရှိစီသို့ရောက်သွား၏တဲရရှိ၌နှစ်လမ်းများရှိသောမြောင်းကလေးကိုတွေ့ရလေ၏ထိုမြောင်းကလေးအားကူးရန်အတွက်တစ်တုံးနှစ်ခုကိုတရားဖြစ်ခင်းထားသည်ကိုလည်းတွေ့ရလေ၏လူငယ်သည်တရားကိုမကူဘဲတဲရင်အတွင်းသို့လှမ်းမြောင်ကြည့်လိုက်လေ၏ထိုသို့ကြည့်လိုက်ပြီးနောက်ထမင်းဆိုင်မဟုတ်ကြောင်းသိလျင်စိတ်ပြက်၍သွားလေ၏တို့ရတွင်ရှေ့သို့ဆက်သွားရန်လည်းမြည်သည့်အိမ်ကိုမှမတွေ့ပဲကွင်းဖြင့်ကြီးကြီးကိုသာတွေ့ရလေ၏ထိုတဲရင်ကြီးသို့ဝင်ကအကူကြီးတောင်းမှရပြီတော်မည်လူငယ်သည်တုံးတရားလေးပေါ်မှဖြတ်၍တဲရင်အဝါစီသို့လျှောက်လာလေ၏တဲရင်အဝါသို့ရောက်လျင်အတွင်းသို့ကြည့်လိုက်ရာတန်တယ်အောင်တစ်ခုအတွင်း၌တုံးကြီးများထည့်၍မီးပို့ထားသောမီးပို့ရဲရဲကြီးတစ်လုံးကိုတွေ့ရလေ၏လူငယ်သည်ခိုက်ခိုက်တုံအောင်ချမ်းနေသဖြင့်ထိုမီးရဲရဲကြီးများကိုမီးလုံရန်အတွက်တရေကြမိလေတော့၏ထိုကြောင့်တဲရှင်အားခွင်တောင်း၍မီးလုံမီးဟုတွေးရင်းတဲရှင်ကိုကြည့်လိုက်မိလေသည်ထိုလူငယ်သည်ခိုက်ခိုက်တုံအောင်ချမ်းနေသဖြင့်ထိုမီးရဲရဲကြီးများကိုမီးလုံရန်အတွက်တရေကြမိလေတော့၏ထိုကြောင့်တဲရှင်အားခွင်တောင်း၍မီးလုံမီးဟုတွေးရင်းတဲရှင်ကိုကြည့်လိုက်မိလေသည်မီးဖို့ပေးနိုင်မှုရကြီးတစ်ခုခင်းကမီးလုံရင်အနှိတ်ခံလျက်ရှိသောဗိုက်ရွှဲရွှဲလူဝါကြီးတစ်ခုကိုတွေ့ရလေ၏ထိုလူဝါကြီးအားပိန်ပိန်ရှည်ရှည်ကလားလေးတစ်ခုကနှိပ်နယ်ပေးနေသည်ကိုတွေ့မြင်ရလေ၏ထိုလူဝါကြီးမျက်နှာချင်းဆိုင်ဘက်တွင်မိမတစ်ဦးသည်လက်လက်အချုပ်ဆက်ကလေးတစ်လုံးဖြင့်တစုံတစ်ခုကိုချုပ်လုပ်နေလေ၏ထိုမိမနှင့်လူဝါကြီးအကြားတွင်ဘိုးခွေးဟုအများခေါ်ဝေါ်လေးရှိသောအမွှေးစုပ်ဖွားနှင့်ခွေးလေးတစ်ကောင်လည်းမီးလုံလျက်ရှိ၏လူငယ်သည်တေချာစွာရက်ကြည့်ပြီးနောက်ကျွန်တော်ကိုဝင်ခွင့်ပြုပါခမညာဟုအတန်ပြုလိုက်လေ၏လူဝါကြီးရောအင်ကြီးချုပ်နေတဲ့မိမနှင့်ကလာလေးရောအမွှေးစုပ်ဖွားနှင့်ခွေးကလေးကပါလူငယ်အားတပြိုင်နက်လှမ်းကြည့်လိုက်လေသည်လူဝါကြီးကဝင်ခဲ့ပါဟုပြန်၍ပြောလိုက်လေ၏လူငယ်ကလည်းအားရဝမ်းသာနှင့်ဝင်သွားလေ၏ခွေးကလေးသည်အိမ်နေရာမှထား၍လူငယ်ထံသို့လာပြီးလူငယ်အားနမ်းရှုပ်လေ၏ထိုနောက်မူလနေရာသို့ပြန်သွားကမီးလုံပြီးလုံလျက်ရှိလေ၏လူငယ်သည်မီးဖို့အနီးသို့ကပ်ကလက်ဝါးနှစ်ဖက်ကိုမီးနှစ်ပြ၏ကျွန်တော်ကခရီးတယ်ပါဟုစကားဆလိုက်လေ၏ကျိုးအိမ်ကမီးအောင်ကိုတွေ့တော့သမင်းဆိုင်အောင်မေးလို့လာခဲ့တယ်ဆိုပါတော့ဟုလူဝါကြီးကပြောလိုက်လေ၏မှန်ပါတယ်ခမညာဟုလူငယ်ကဝန်ခံလေ၏ပြီးတော့ကျွန်တော်သွားရမယ့်နေရာကိုလည်းမသွားတတ်တော့လို့ဒီတညကတော့ဒီမှာတဲခိုပြရစီလို့ကျုပ်စီမှာခွင်တောင်းအောင်မလို့ပါဟုလူဝါကြီးကပြောလိုက်လေ၏လူငယ်ကလည်းဟုတ်ပါတယ်ဟုဝန်ခံရပြန်၏ဘူရာမှာလည်းထမင်းနိုင်မတွေ့လို့တိုဦးကျော်လေးတမတ်ဖိုးလောက်စားခဲ့ရပါတယ်ဒါပေမဲ့ညတာတော့မစားရသေးဘူးမှတ်ပါရဲ့ဟုလူဝါကြီးကပြောလိုက်ပြန်၏လူငယ်ကလည်းဟုတ်ပါတယ်ခမညာဟုဝန်ခံရပြန်လေ၏အာမနာပါနဲ့ထမင်းနဲ့ဟင်းတွေအစင်းသင်းရှိပါတယ်ခုဆိုကမီးဖို့ကန်း၌ပင်ထမင်းပွဲပြင်၍ပေးလေ၏လူငယ်ကအာနာတစ်ဖြစ်အတန်တန်ညင်းဆန်၏တို့ရတွင်လူကြီးကအာမနာနဲ့စားတာစားပါဟုဆိုသည်ဖြင့်လူငယ်လည်းထမင်းစားရလေတော့၏လူငယ်ထမင်းစားနေသည့်အချိန်၌လူဝါကြီးကိုနှိပ်ပေးနေသောကလားလေးကဦးလေးပုံပြောပါဟုဆိုလေ၏ထိုအခါလူဝါကြီးကလွန်စွာစိတ်ဝင်စားဖွယ်ကောင်းသောပုံဝတ္ထုတစ်ခုကိုပြောပြလေ၏ကလားလေးကလည်းစိတ်ဝင်စားဖြင့်နားထောင်လေ၏အမွှေးစုပ်ပွားခွေးကလေးမှလည်းလူကြီးပြောပြသောပုံမြင်ကိုနားလည်သည့်အလားနားထောင်လျက်ရှိပေ၏မိမလုပ်သူမှလည်းအင်ကြီးချုပ်ပြီးသွားပြီဖြစ်သည်ဖြင့်အငယ်လားဟုဆိုကအမွှေးစုပ်ပွားခွေးကလေးကိုပွေ၍ထားလေ၏ခွေးကလေးမှာခလေးငယ်ကဲ့သို့ရင်ခွင်ထဲတွင်ခွေးကလေးအိပ်၍နေ၏လူဝါကြီးမှပုံပြောရင်းမကြာခဏ၎င်း၏ပေါင်ချံကိုပို့သည်ဖြင့်မိမလုပ်သူကဒီညတော့ဆေးထည့်ရမယ်ဟုပြောလေ၏လူဝါကြီးကမထည့်ခြင်းဘူးကွာမင်းဆေးကအေးဆက်ဆက်ကြီးနဲ့ငါမနေတတ်ပါဘူးဟုညင်းဆိုလေ၏ရှင်ကဆေးကြတော့မထည့်ခြင်းဘူးလူရှိကြရင်ကုတ်ပြီဟုပြောလေ၏မင်းနားမလဲပါဘူးကုတ်တာဟာဘလောက်အရသာရှိတယ်လဲလောကမှာအရာပြည့်ခြင်းဆိုတဲ့အရာသာလောက်ကောင်းတဲ့အရာသာငါမတွေ့ဘူးသေးဘူးကွာအဲ့ဒီခံစားမှုကိုပစ္စည်းအဖြစ်ထုတ်လို့ရရင်
ရောင်းလို့မလောက်အောင်တွင်ကျင်နိုင်တယ်နော်ဟုလူဝါကြီးကပြောလေ၏ကလားလေးကအန်ဒီမနှောက်ရှက်ပါနဲ့ဗျာကုံနားထောင်လို့ကောင်းနေပါတယ်ဟုပြောရာထုံမိန်းမကပါကျိုးမယ်ခုမိန်းမကမျက်နှာဖြင့်မျက်နှာထားဖြင့်ကလားလေးအားချိန်မောင်းလိုက်လေထို့နောက်လူဝါကြီးအားနှိပ်ပေးနေသောကလားလေးကဦးလေးပုံပြောမယ်ဆိုတာစပ်ပြီးပြောပါဟုပူဇာသဖြင့်လူဝါကြီးကအေးပုံနားထောင်ခြင်းကောင်းကောင်းနှိပ်ဟုပြောသဖြင့်ကလားလေးကအခြားမှမူကောင်းကောင်းနှိပ်ပါမယ်အခြားဆေးဖို့လို့ကောင်းကောင်းပြောပါဟုဆိုလေ၏ထိုအခါလူဝါကြီးသည်နှိပ်ပေးခြင်းလွန်စွာစိတ်ဝင်စားဖွယ်ကောင်းသောခီးတဲ့ကြီးမောင်စိန်သည်ဆိုသည့်ပုံမြင်ကိုပြောပြလေတော့၏အဲ့ဒီလူငယ်လေးထမင်းစားရင်လူဝါကြီးပြောသောခီးတဲ့မောင်စိန်ကြီးကိုနားထောင်နေမိ၏လူငယ်သည်ထမင်းစားနေခြင်းပုံမြင်ကိုနားထောင်နေ၏ထို့နောက်ထမင်းစားပြီးကနီလောက်တွင်တဲအိမ်နောက်ဖက်စီမှချုပ်ခနဲအတန်ကြားသဖြင့်လူငယ်ကခက်ခနဲလဲကြည့်လိုက်ရာသပင်စုပ်ဖွားပါဇက်ရဲရဲပါဇက်လွန်စွာနီမြန်း၍အသားရောင်မှလည်းလူတဦး၏အသားမဲပုံမျိုးဟုတ်ပဲထူးခြားစွာမဲမောင်နေသောမျက်နှာကြီးတစ်ခုကိုရှိတ်ခနဲတွေ့မြင်လိုက်ရလေ၏လူငယ်၏တသက်တာတွင်ဤမျှမဲမောင်၍ဤမျှပါဇက်တစ်ခုလုံးမြည်ရဲသောလူဟု၍တစ်ချိန်တစ်ခါမှတွေ့ဘူးခဲ့ခြင်းမရှိပေလူငယ်၏စိတ်၌ရိတ်ခနဲတွေ့၍တဲနောက်တွင်ပျောက်ကွယ်သွားသောမျက်နှာကြီးသည်မြည်သည်နီးနှဲမှလူမဖြစ်နိုင်ဘူးမကောင်းဆိုးဝါးသာလျှင်ဖြစ်ပေရမည်ဟုတွေးထင်လိုက်ပေသည်များမကြမီနောက်တဲနောက်စီမှခြေတံလိုအတန်များလိုကို၎င်းလူအများသူ၏ကြီးတိုးစကားပြောနေတကယ်သူကို၎င်းကြားရလေ၏လူငယ်သည်စိတ်၌မတိုးမတန့်ဖြစ်လာပြီးလျင်ဤသို့တွေးမိပြန်၏ငါအခုရောက်ရှိနေသောတဲခိုတဲ့တဲအိမ်မှလူများသည်လူအစ်စ်တွေမှအုပ်ပါလေကြငယ်ငယ်ကကြားဘူးသောမကောင်းဆိုးဝါးများသည်လူနေအိမ်တရံဖန်ဆင်း၍၎င်းခီးတယ်တို့ကိုလှည့်စား၍ဖန်ဆာတတ်ပေသည်လူငယ်သည်တွေး၍ကြောက်လန့်လာသည်နှင့်အမျှကြက်သီးများတစ်ဖြန်းဖြန်းထလာတော့၏ထို့နောက်လူငယ်သည်ထမင်းစား၍ပြီးသွားသဖြင့်လက်ကိုရင်နှွေးဖြစ်စေ၏လက်ဆေးပြီးသည့်အခါ၌အပေါ့အပါသွားမည်ဟု၎င်းတက်လာသောအိမ်ရှိမှပင်အင်အောက်သို့ဆင်းလေ၏ထိုအခါလူဝါကြီးကဟေးလူဘယ်လဲဟုလမ်း၍မေးလေ၏လူငယ်ကအပေါ့သွားမလို့ပါဟုပြန်၍ဖြေလေ၏အပေါ့သွားမှဆိုရင်တော့အဲ့ဒီတဲရှိကမြောင်းထဲမှာပဲသွားပါခင်ဗျာတဲနောက်ကိုမသွားနဲ့တဲနောက်မှာကြိုက်တဲ့ခွေးကောင်မွေးထားလို့ပါဟုပြောသဖြင့်လူငယ်သည်တဲရှိတွေရှိသောမြောင်း၌ပင်အပေါ့သွားလေတော့၏ထို့သောအပေါ့သွားရင်တဲနောက်ဘက်စီသို့တစ်စီတစ်စောင်းလှမ်း၍ကြည့်လိုက်ပြီးလျှင်လူငယ်သည်လန့်ဖြန့်၍အောင်မလေးဟုအော်ဟစ်မိလေတော့၏ထို့သောအော်ဟစ်ပြီးနောက်လူငယ်ကကြောင်ကရန်းနှင့်တဲအိမ်စီသို့ပြန်၍ပြေးတက်လေ၏ထို့ကြောင့်လူဝါကြီးမိမရင်ခွင်ထဲ၌အမွှေးစုပ်ပွားနှင့်ခွေးကလေးသည်လမ်း၍နိုးလာပြီးလျှင်လူငယ်အားတအုပ်ဟုတ်အောင်လေ၏ထိုမိမသည်သူ၏ခွေးကလေးအားစုပ်သက်၍ချော့ထားလေ၏လူဝါကြီးသည်လူငယ်အားဘာဖြစ်တာလဲမိတ်ဆွေဟုမေးလေ၏လူငယ်ကမကောင်းဆိုးဝါးများလားဟုတုံတုံရင်ဖြင့်ပြောလေ၏ဟုတ်ရဲ့လားဗျာဟုလူဝါကြီးကပြန်၍မေးလျင်လူငယ်ကဟုတ်ပါတယ်အထဲကိုဝင်မလို့လုပ်ပြီးမှပြန်ထွက်သွားတာကိုကျွန်တော်တည်တည်ချာချာတွေးလိုက်ရပါတယ်အခုအပေါ့သွားရင်းနဲ့အနောက်ဘက်စီကိုကြည့်လိုက်တော့9ကောင်ရှိတယ်လာရောင်အောက်မှာငုတ်တုတ်ထိုင်နေကြတယ်ဟုပြောလေ၏ထိုအခါအနှိမ့်တဲ့ကလားလေးကလူငယ်အားအများတွေးခဲ့တဲ့ဟာတွေကအသားမဲသလားဟုမေးလေ၏လူငယ်ကလည်းအင်းဟုတ်တယ်မင်းထက်10ကားလောက်မဲသေးတယ်ဟုလူငယ်ကပြန်ပြီးပြောလျင်လူဝါကြီးကမူတူးရဲ့တဲနောက်ကိုတွားပြီးကြည်စမ်းမှာကွာဟုပြောလိုက်လေ၏မူတူးဆိုသည့်ကလားလေးသည်တဲ၏အနောက်ဘက်သို့ထွက်၍သွားလေ၏တောင်းမြကြလျင်ကလားလေးပြန်၍လာပြီးလျင်လူဝါကြီးအားမမူဘာမှမရှိပါဘူးအဲ့ဒီလူအလကားပြောတာပါဟုဆိုလေ၏ထိုအခါလူဝါကြီးကထလျက်ကဲကိုလူမကြောက်ပါနဲ့သွားကြည့်ကြရအောင်ဟုဆိုကလူငယ်အားတဲနောက်စီသို့ခေါ်၍သွားလျင်စောစောကလူငယ်တွေ့ခဲ့ရသောမကောင်းဆိုးဝါးများကိုမတွေ့ရတော့ပေထိုအခါ၌လူငယ်ကကျွန်တော်လိန်ပြောတာမဟုတ်ပါဘူးဟောဒီတစ်တုံးပေါ်မှာထိုင်နေတဲ့အကောင်ကထိုင်နေအောက်မှာထိုင်နေတဲ့အကောင်ကထိုင်နေဟုပြောလျင်မူတူးဆိုတဲ့ကလားလေးကကဲပါဗျာချမ်းပါတယ်ခင်ဗျားမြင်တွေ့ရတာလည်းမရှိတော့ပါဘူးဝင်มาတော့ဟုဆိုကတဲဤတကားကိုပိတ်လိုက်လေတော့ဤပိတ်လိုက်ပြီးလျင်တကားကိုတွန်းနှန်းကြိုးကလေးနှင့်ခြိလိုက်လေ၏လူငယ်မှမူအကြောက်မပြေသေးပဲရှိသေး၏ထိုအခါလူဝါကြီးကကဲလာပါဗျာလာပါကိုလူရဲ့ဟုဆိုကမူလနေရာသို့ပြန်၍ခေါ်သွားပြီးလျင်ရပ်ပလင်းတစ်လုံးကိုယူ၍အန်ကအတွင်းသို့အရက်အနေငယ်နဲ့ကလူငယ်အားကိုလူတိတ်ကြောက်နေတယ်ရော့အကြောက်ပြေသွားအောင်ဒါလေးမောလိုက်ဆိုသဖြင့်လူငယ်လည်းမောချလိုက်ရာအကြောက်ပြေသွား၏နှထင်နေရင်းများလည်းပူထူ၍တကိုယ်လုံးလည်းရွေးထွေးသွားလေတော့၏လူငယ်ဒီအတော်အတန်နေသာထိုင်သာရှိသွားလေ၏ထိုအခါမူတူးဆိုသည့်ကလားလေးကစောင်းတစ်ထည်နှင့်ခေါင်းတစ်လုံးပြည့်၍ပေးပြီးလျင်
ကဲမိတ်ဆွေကြီးအိပ်ပြီတော့ဟုပြောလေ၏လူငယ်သည်မိဖို့အနီး၌ပင်ခေါင်းအုံးကိုချ၍စောင်းကိုခြုံကအိတ်ချလိုက်ရာညမကြမီ၌ပင်အိပ်ပျော်ခြင်းသို့ရောက်ရှိသွားလေတော့၏အိယာနိုးသည့်အခါ၌မနက်၈နာရီပင်ထိုးနေပြီဖြစ်၏တို့ရာတွင်မိုးနှင်းများအုပ်ဆိုင်နေ၍ကြာသောကြောင့်အလင်းရောင်ကိုကောင်းစွာမရဘဲရှိလေ၏လူငယ်၏ကိုယ်၌ညကခြုံခဲ့သောစောင်းကလည်းမရှိတော့အုံး၍အိတ်ခဲ့သောခေါင်းအုံးလည်းမရှိတော့ကြောင်းကိုလူငယ်သည်တတိပြုမိလေတော့၏ထို့နောက်လူငယ်သည်တဲရင်အတွင်းသို့ကြည့်လိုက်ရာလူဝါကြီးကို၎င်းမိန်းမကို၎င်းမူတူးဆိုတဲ့ကလားလေးကို၎င်းအမွှေးစုပ်ဖွားနှင့်ခွေးကလေးကို၎င်းမတွေ့ရတော့ပဲရှိလေ၏ထို့ထက်ဆန်းဒီမှာညကမီးလုံခဲ့သောမီးဖို့ကြီးမှအပပကံခွက်ရောက်များကို၎င်းအောက်လင်းမီးရင်ကြီးကို၎င်းမတွေ့ရပဲရှိလေတော့၏လူငယ်၏စိတ်၌ညကငါ့ကိုထမင်းကျွေးတဲ့မိန်းမရောသူ့ယောက်ျားလူဝါကြီးရောအမွှေးစုပ်ဖွားနဲ့ခွေးကလေးရောတကယ်အစ်စ်တွေမဟုတ်ဘူးမကောင်းဆိုးဝါးအယောင်ဆောင်ထားတာဖြစ်မယ်တော်တော်ကြောက်ဖို့ကောင်းတဲ့ဟာတွေပဲဟုရေရွတ်လိုက်မိလေတော့၏ထိုလူငယ်သည်၎င်း၏အဖြစ်အပျက်ကိုအသေးစိတ်ပြောပြသည်ကျုပ်တို့ကထိုလူငယ်ပြောပြသည့်အကြောင်းအရာကိုအိမ်မက်ဆန်သောညဟုအမည်ပေးလေ၏ထိုလူငယ်ပြောပြသောအကြောင်းအရာများပြီးဆုံးသွားသည့်အခါမှပင်ကျုပ်တို့သည်ဆေးလိပ်ပြချွေသူချွေ၏ဆေးတံကိုမိညှိသူကညှိ၏ရင်နွေးချမ်းကိုငှဲ့သူကငှဲ့၏ငြိမ်သက်စွာနားထောင်နေကြရာမှပြန်လည်၍လှုပ်လှုပ်ရှားရှားဖြစ်လာကြကုန်၏စားပလင်းနှင်းမောင်သည်စီကွက်ကိုထုတ်၍မိချစ်ကိုတောက်ခနဲချစ်ကမိညှိရှိုက်ဖွာပြီးလျင်လူငယ်အားနာမည်ဘလို့ခေါ်သလဲဟုမေးလေ၏လူငယ်ကကျွန်တော်နာမည်မောင်ကြောင်ပန်းလို့ခေါ်ပါတယ်ဟုပြန်၍ဖြေလေ၏ဘာလို့လုပ်တယ်လဲဟုစားပလင်းနှင်းမောင်ကပြန်၍မေးလေ၏တနက်ဖက်ကုန်တယ်ပါဟုလူငယ်ကပြန်၍ဖြေလေ၏စားပလင်းနှင်းမောင်သည်စီကွက်ကိုအနှဲငယ်ဖာရှိုက်ပြီးနောက်မိကိုများကိုမှုတ်ထုတ်ရင်းနောက်တစ်နေ့မနက်၈နာရီလောက်မှာခမားတယောက်တည်းအဲ့ဒီတဲအိမ်မှာကြံခဲ့တာပေါ့မှန်ပါတယ်ခမားဟုလူငယ်ကပြန်၍ဖြေလေ၏အဲ့ဒီတော့ခမားဘာဆက်လုပ်တယ်လဲဟုစားပလင်းနှင်းမောင်ကမေးလေ၏ကျွန်တော်ကတဲထဲရောအပြင်ရောရှောက်ကြည့်တာပေါ့ဗျာသူတို့လုံးဝမရှိတော့ဘူးတဲနောက်ဘက်ကိုလည်းတွားကြည့်မိသေးတယ်သူတို့ရဲ့ခြေရာတွေတော့အများကြီးပဲတွေ့ရတယ်ဟုလူငယ်ကပြောလိုက်လေစားပလင်းနှင်းမောင်ကဖြောက်ခနဲလက်ဖြောက်တစ်ချက်တီးကဟုတ်ပြီမောင်ကြောင်ပန်းတရေအချောက်ခံရတာဘာဖြစ်လို့ကျုပ်တို့စီယန်ကြီးကိုလာပြီးတိုင်ရတာတော့ဟုစားပလင်းနှင်းမောင်ကမေးလိုက်လေ၏ဒီလိုပါခမညာကျွန်တော်ကတနက်ဖက်ကုန်တယ်ဆိုတော့အမျိုးမျိုးအနေနဲ့တွားရပါတယ်အဲ့ဒီလိုဖြစ်ပြီး6လလောက်ကြာတဲ့အခါမှာကျွန်တော်ဟာပြည်ကိုသွားပါတယ်ကျွန်တော်ကိစ္စတွေပြီးလို့ပြည်ကနေယထာစီးပြီးရန်ကုန်ကိုပြန်ခဲ့ပါတယ်ယထာလဲဘူရာကထွက်ရောကျွန်တော်ကို6လိုက်တဲ့အကောင်တွေကိုယထာပလက်ပေါင်းပေါ်မှာမြင်တွေ့လိုက်ရပါတယ်ယထာကအချိန်ရနေပြီဆိုတော့ကျွန်တော်ဆင်းလို့မရတော့ဘူးဆင်းလို့များရရင်သူတို့အနောက်ကိုနောက်ရောက်ခမ်းပြီးလိုက်ကြည့်ခြင်းနဲ့ဒီကောင်တွေနဲလဲပြီး6လက်နေတာကိုဩဒါနဲ့ခမားတို့ပလိပတ်မှာမကောင်းဆိုးဝါးကိုအေးအေးယူဖို့ဥပဒေများလုံလုံလောက်ရှိပါရဲ့လားဟုလူငယ်ကမေးလေ၏ထိုအခါတစ်လျှောက်လုံးငြိမ်၍နားထောင်နေသောဥပ္ပူကြီးကတောက်တီးတောက်တက်ကိုလူရဲ့ဟုပြောလိုက်တဲ့ဖြစ်ကျုပ်တို့လည်းရေမောကြလေ၏စားပလင်းနှင်းမောင်သည်စီကရက်ကိုအနှဲငယ်ဖာရှိုက်ပြီးနောက်ထပ်အဲ့ဒီဟာတွေကိုတွေ့သေးသလားမောင်ကြောင်ပန်းဟုမေးလေ၏ကျွန်တော်အခုလာတာအဲ့ဒီကိစ္စပေါ်စုံတော်ကြီးရဲ့ကျွန်တော်မင်းညကယထာနဲ့မန္တလေးကရန်ကုန်ကိုပြန်တယ်ရန်ကုန်အဝင်သင်္ကန်းကျွန်းပူတာရောက်တော့လက်မှတ်ယုံနာမှာမိန်းမကိုတွေ့ခဲ့တယ်အဲ့ဒါကြောင့်ကျွန်တော်ကို6လန့်လိုက်တဲ့ကောင်တွေဟာသင်္ကန်းကျွန်းပူတာနီးတဝိုက်ကိုရောက်ပြန်ပြီလို့ဆိုချင်တာပဲအဲ့ဒါစားပလင်းနှင်းမောင်တို့စုံတော့အဖွဲ့ကဘာကြောင့်အဲ့ဒီအိမ်အောင်စုနဲ့အဖွဲ့ဟာနေလေပြီး6လက်နေရတာလဲဆိုတာတစ်စိမ့်လောက်စုံစမ်းပြီးကျွန်တော်ကိုအကျိုးအကြောင်းရှင်းပြပေးဖို့ပါပဲဟုဆိုတာလူငယ်ဒီယခုမှပင်စိတ်ပေါ်ပါ၍သွားတကယ်တော့တပြင်းတစ်ချက်ကိုချလိုက်လေတော့ဤမြင်းလိုက်ဘူရာနာမှာအဲ့ဒီမကောင်းဆိုးဝါးတွေကိုခမားတွေ့ခဲ့တာဘယ်တော့ကလဲဟုစားပလင်းနှင်းမောင်ကမေးလေ၏မနှစ်ကတစောင်းမုံလာကပါဟုလူငယ်ကပြန်၍ဖြေလေ၏ပြေမှာနောက်တစ်ချိန်ဒီကောင်တွေကိုထပ်ပြီးတွေ့တာဘယ်တော့ကလဲဟုစားပလင်းနှင်းမောင်ကမေးပြန်လေ၏ကြီးခဲ့တဲ့ကစုံလာကပါစားပလင်းနှင်းမောင်ဟုလူငယ်ကပြန်၍ဖြေလေ၏ထိုကစားပလင်းနှင်းမောင်သည်ကောင်းပြီလေခမားနဲ့ဆက်သွယ်နိုင်မဲ့နေရာကိုသာကျုပ်တို့ကိုရေးပေးခဲ့ပါဟုပြောလိုက်ရာထိုလူငယ်သည်ကျုပ်ထံမှစာရွက်ပိုင်းလေးတစ်ခုကိုတောင်းယူ၍မောင်ကြောင်ပန်းခိတ္တကီလီဒေါ်ဖွားစိန်တနက်ဖက်ပွဲယုံဟုရေးသား၍ထိုစာရွက်ကလေးကိုစားပလင်းနှင်းမောင်လက်သို့ပေးလေ၏ထို့နောက်စားပလင်းနှင်းမောင်ကထိုသူအားစိတ်ချပါမောင်ကြောင်ပန်းမကြခင်အဖြေသိရပါလိမ့်မယ်ဟုပြောလျင်ထိုလူငယ်လည်းစားပလင်းနှင်းမောင်နှင့်တကွကျုပ်တို့အားလုံးကိုနှုတ်ဆက်ကရုံအတွင်းမှထွက်၍သွားလေတော့၏ထိုလူငယ်ထွက်သွားသည့်အခါ၌စုံတော့ဥက္ကိုကြီးကအိုင်ဖေးကိုနှင်းမောင်ဘာလဲဗျမရှင်းနဲ့သူ့ဟာကလည်းဥစ္စာတော့ပုံမြင်လို့
ခေါ်ထောကလာပုံမြင်လိုနဲ့ဗျာဟုပြောလေ၏အခုလောလောဆယ်တော့ဘာမှမပြောနိုင်သေးဘူးဥက္ကုတ်ကြီးဒါပေမဲ့သူဟာကဘဟေဒီချစ်နေတယ်ဗျဘဟေဒီဆိုရင်ထုံးစံတိုင်းအဖြေရှိမှာပေါ့ဗျာဟဲ့ခုစားပလင်းနှင်းမောင်ကပြောဆို၍စီကရက်တူကိုအောက်သို့ခြာနှင်းလိုက်လေသည်ထို့နောက်ကျိုးတို့သည်မိုးအနေငယ်ဆဲသွားသဖြင့်ရုံးနီးရှိကာလက်ဖေးတိုင်းသို့သွားကလက်ဖေးရည်တောက်ကြလေတော့၏ထိုနေ့ညနေပိုင်းသို့ရောက်လျင်စားပလင်းနှင်းမောင်ကကျုပ်အားငပြောဘက်တွင်ပုံ၍စားသောဘာသာမင်ထမင်းလိုက်မှတက်လို့ထမင်းကျွေးမယ်ဟုခေါ်၍သွားလေတော့၏စောပါသေးတဲ့ ID ရဲ့နောက်မှအေးအေးဆေးဆေးစားကြတာပေါ့ဟုဆိုကရန်ကုန်မူရာကြီးဘက်သို့ရှောက်ခဲပြန်သဖြင့်ကျုပ်လည်းမလိုက်ချင်နဲ့လိုက်ပါခဲ့ရလေ၏ရန်ကုန်မူရာကြီးသို့ရောက်လျင်မူရာကြီးနှင့်လွန်စွာမဝေးလာသောနေရာတွင်နေထိုင်သည့်စက်ကောင်းအင်ဂျင်နီယာချုပ်ကြီးအိမ်သို့တွားရောက်ခါအင်ဂျင်နီယာမျက်နှာဖြူကြီးနှင့်နိုင်ဝက်ခန့်စကားပြောလေ၏ထို့သို့ပြောပြီးတော့မိရထားယုံဘက်သို့ရှောက်လာပြန်၏ထို့သို့ရှောက်လာပြီးလျင်တစုံတစ်ခုကိုသတိရသည့်အလားလမ်း၏တစ်ဖက်သို့ခတ်တုတ်ဖြတ်ကူးကရထားသောရထားလုံးပေါ်သို့တက်၍ရထားမောင်းသောကလာအားဘုံတော်ဘက်သို့မောင်းခိုင်းပြန်၏ရထားပေါ်သို့ရောက်သောအခါ၌လည်းစားပလင်းနှင်းမောင်သည်ကျုပ်အားတစုံတရာပြောဆိုခြင်းမရှိဘဲစီးကွက်ကိုဖာရှာရင်းလေးလေးနက်နက်စဉ်းစားနေလေ၏ဘုံတော်သို့ရောက်သည့်အခါ၌လည်းမြေပေါ်အရက်ရှိ၎င်းနှင့်လွန်စွာရင်းနှီးသောဆေးဆရာကြီးတူ၏အိမ်သို့တွားရောက်ခါထိုဆေးဆရာကြီးအားနှုတ်ဆက်စကားပြောဆိုပြီးနောက်ကဲဆရာဦးစိန်ကလာကြီးကျွန်တော်တစ်တာလေးဖွင့်လိုက်အောင်မယ်ဗျာဟုပြောလျင်၎င်းမိတ်ဆွေဆေးဆရာကြီးဦးစိန်ကလာကဖွင့်ပါဗျာဖွင့်ပါဟုပြောဆိုလေ၏ထိုအခါ၌စားပလင်းနှင်းမောင်သည်ဆေးဆရာကြီးအိမ်တွင်အနံ့ထားသော၎င်း၏ကျွန်းတစ်တာကိုဖွင့်၍အတွင်းမှဝေစားဟောင်းများကိုထုတ်ယူကာ၎င်းကိုယ်တိုင်လည်းထိုဝေစားများကိုဝစ်စီ၏ကျုပ်ကိုလည်းလွန်စွာစုပ်ပြတ်သောအဝေစားတစ်စုံကိုထုတ်ပေးပြီးလျင်IB ခမားဟာတွေချွတ်ပြီးဒီဟာတွေလဲအောင်ဗျာဟုပြောသည်ဖြင့်ကျုပ်လည်းဘူးမသိဘာမသိဖြစ်ထိုအဝယ်စားစုပ်များကိုဝစ်စင်ရပြန်လေတော့၏ထို့နောက်စားပလင်းနှင်းမောင်သည်၎င်း၏မိတ်ဆွေဆေးဆရာကြီးနှင့်ထိုင်ကမြမဆေးဝါးများအကြောင်းကိုပြောဆိုဆွေးနွေးနေ၏စားပလင်းနှင်းမောင်ပြောသောစကားများတွင်ယတုဥရုဆိုတဲ့စကားများတေသောအဘနတိဟူသောစကားလုံးများကိစ္စရတ္တပြစ္ဆုတ်ပဋ္ဌာန်စသောစကားလုံးများပါဝင်သည်ဆိုတာလောက်ကိုသာကျုပ်ကနားလည်ပေသည်ညီမြလေးနဲ့ဒီညီမြခက်ခဲမြည်ဟုဆိုတာကိုကျုပ်အနေနဲ့ခံမှန်းနိုင်ခြင်းမရှိပါတို့ရတွင်ထိုဆေးဆရာကြီးကကျုပ်အားတစ်ချက်မျှလှမ်းကြည့်ကဘယ်လိုလဲမိတ်ဆွေကြီးပြင်းနေပြီလားတစ်စိမ့်လောက်တိခံပါဗျာကျုပ်ကလည်းကိုနှင်းမောင်နဲ့တွေ့မှာပဲမရှင်းတာတွေကိုမေးရတယ်ဗျာကျုပ်တို့ကတော့လက်တွေ့ကုသနေပေမဲ့ဆေးချမ်းတွေနဲ့ပတ်သက်လာလို့ရကိုနှင်းမောင်လားမှမေးရစမ်းရလာပေါ့ဗျာခုပြောသည်ကိုထောက်လျင်ကျုပ်ဤမိတ်ဆွေကြီးစားပလင်းနှင်းမောင်သည်မြမစေဝါဘက်၌လည်းအတော်ခောက်မိထားကြောင်းရိတ်စားမိသည်ထို့ကြောင့်ကျုပ်ကပင်ထိုဆေးဆရာကြီးအားကိုနှင်းမောင်ကဆေးချမ်းတော်တော်ကလေးနှမ်းစားအောင်တည်ထားတယ်နဲ့တူတယ်ဟုတီးခေါက်ကြည့်လိုက်ရာထိုဆေးဆရာကြီးကနှမ်းစားတယ်ဦးနေဘယ်ကမလဲမိတ်ဆွေကြီးအညာဘက်မှာရှိတဲ့မြမသမားတော်ကြီးတွေကကိုနှင်းမောင်ကိုမဟာတက္ကပန္တိတလို့တောင်ဘွဲတက်ပြီးကင်မွန်းတက်ဖေးကြတယ်စုံနောက်ဘက်မှာမလုပ်ပဲဆေးဘက်ကိုများတခါတည်းခြေတုံချလိုက်မယ်ဆိုရင်ကျုပ်တို့ဆရာကြီးကတကယ်ကြော်ကြားမဲ့သမားတော်ကြီးတစုဖြစ်လာမှာအမှန်ပါပဲဗျာခုဆေးဆရာကြီးကပြောလိုက်မှပင်ကျုပ်ဤမိတ်ဆွေကြီးစားပလင်းနှင်းမောင်ဆိုသူဒီမြမစီးချမ်းဘက်မှာလည်းနိုင်ချွတ်လိုက်စားထားကြောင်းကျုပ်အနေနဲ့သဘောပေါက်မိလေတော့ဤတို့နှစ်ပင်ညာ9နာရီထိုးသည့်တိုင်အောင်စားပလင်းနှင်းမောင်သည်ဆေးဆရာကြီးနှင့်အတူထိုင်၍စကားပြောနေလေ၏ကျုပ်မှမူလွန်စွာပြင်း၍ညီငွေလာ၏ထို့အပြင်ထမင်းလဲလွန်စွာစာလာပြီးဖြစ်လေ၏ည9နာရီထိုးသောအခါ၌ကိုနှင်းမောင်သည်ဆေးဆရာကြီးကိုနှုတ်ဆက်၍ပဇွန်တောင်ဘူရာဘက်စီသို့ရှောက်၍သွားလေ၏ကျုံမှလည်းဘူးမသိဘာမသိနှင့်ပင်၎င်းသွားရလိုက်ပါခဲ့ရပြန်၏ပဇွန်တောင်ဘူရာတို့ရောက်လျင်မိုးမှအနှဲငယ်ရွာနေပြီဖြစ်၏ထိုအချိန်၌ပင်သင်္ကန်းညွန့်ဘက်သို့သွားမိလောကယထာတစီရောက်လာသည်ဖြစ်ကိုနှင်းမောင်ကလက်မှတ်နှစ်ဆောင်ဝယ်ယူပြီးလျင် IBA တက်ပြုတ်အပြင်းပြေယထာလေးစီးရအောင်ဟုဆိုကယထာပေါ်သို့တက်လေ၏ကျုပ်လည်းနောက်မှလိုက်၍တက်ရလေ၏ယထာထွက်သောအခါ၌ကိုနှင်းမောင်ကကျုပ်ဟာဘယ်လိုလဲ IB ထမင်းတော်တော်စားနေပြီလားဟုမေးလေ၏ကျုပ်ကတိတ်တော့မစားပါဘူးဗျာကူထဲမှာတော့အစာစိုးလို့တစ်စက်မှမရှိတော့ဘူးဟုပြောလျင်ကိုနှင်းမောင်ကတခါတလေဒီလိုအစာခမ်းပြီးစားမှတိတ်ကောင်းတာဗျာဟုပြန်၍ပြောလေ၏ကျုပ်ကမူတစုံတရာပြန်လည်ပြောဆိုခြင်းမရှိပဲငြိမ်သက်၍နေလိုက်လေ၏မိုးမှလည်းတဲသည့်ထက်ပို၍တဲလာလေတော့၏ယထာကြီးမှလည်းတရှူးရှူးတရှက်ရှက်ဖြင့်ပြင်း၏ငင်းငွေပဲရာခုံမောင်းလေ၏သင်္ကန်းညွန့်မူရာတို့ရောက်ရှိသွားသောအခါ၌မိုးသာမကနေပြင်းမှတိုက်ခတ်လာတော့၏ခရီးသည်များလည်းဆင်းကြလေ၏ကိုနှင်းမမူတော်တော်နှင့်မစင်းသေးပဲထိုင်မြဲထိုင်နေ၏တအောင်မြကြသောအခါ၌ယထာပေါ်မှဆင်း၍
မိုးရဲလေထဲမှာပင်ရှောက်သွားသဖြင့်ကျုပ်လည်း၎င်း၏နောက်ကနေဘူမတိပါမတိနှင့်ပင်မိုးရေထဲ၌လိုက်ရပြန်လေ၏အတော်တန်ရှောက်သွားမိသည့်အခါ၌အောက်လင်းမီကြီးတစ်လုံးထိုးညှိထားသောတဲကြီးတစ်လုံးကိုလှမ်း၍မြင်ရလေ၏ကိုနှင်းမောင်သည်ထိုတဲရင်စီသို့ရှေ့မှပြေးသွား၏ကျုပ်လည်း၎င်း၏နောက်မှထက်ချက်မကွာပြေး၍လိုက်လေ၏တဲရင်ကြီးတွင်သို့ရောက်လျင်စားပလင်းနှင်းမောင်သည်တဲ၏တစက်မိတ်၌မိုးဝင်ခိုလေ၏ကျုပ်လည်း၎င်းနှင့်အတူမိုးခိုလေ၏မိုးခိုရင်းနှင့်ပင်ကျုပ်သည်တဲအတွင်းသို့ကြီးလိုက်ရာအသက်30အရွယ်မိန်းမတစ်ယောက်သည်လက်လက်အချုပ်ဆက်ကလေးကိုအသုံးပြု၍ဝိတ်အထည်ချုပ်လုပ်နေသည်ကိုတွေ့ရလေ၏၎င်း၏မလန့်မကန့်တွင်မှုရတစ်ချက်ခင်းထားလေ၏မှုရပေါ်၌ကအတော်အတန်ဝါဝဖိုင်ဖိုင်ရှိလာသောလူတစ်ယောက်သည်ခေါင်းသုံးလုံးဆင့်ကမှီ၍ခြေဆင်း၍ထိုင်နေလေ၏၎င်းဝါဝဖိုင်ဖိုင်နှင့်လူ၏ခြေထောက်နှစ်ဖက်ကိုမူကလားလေးတစ်ယောက်ကနှိမ့်နေပေးလေ၏၎င်းနှိမ့်၌အမွှေးဆုပ်ဖွားခွေးကလေးတစ်ကောင်ရှိလေ၏စားပလင်းနှင်းမောင်သည်မှုရပေါ်တွင်အနှိမ့်ခံလျက်ရှိသောလူအားဒီမှာအိမ်ရှင်မိတ်ဆွေကြီးခင်ဗျာကျွန်တော်တို့နှစ်ယောက်မိုးမိလို့အတော်ပဲချမ်းနေပါတယ်ဟုပြောလိုက်လေရာမှုရပေါ်မှလူအားကြီးကတဟဲဟဲရ၍ဟောဒီမီးပေါ်မှာမီးကလေးလှုံမရစေလို့ပြောမလို့လားဟုပြန်၍မေးလိုက်လေ၏ဟုတ်ပါတယ်ခင်ဗျာဟုစားပလင်းနှင်းမောင်ကတွက်လက်စွာဖြေသဖြင့်လူအားကြီးကရပါတယ်လှုံပါဗျာလှုံပါဟုပြောရုံမက၎င်း၏ခြေထောက်ကိုနှိမ့်နေပေးနေသောကလားလေးပတ်တူလှည့်ကြည့်ကဟေးမူတူချင်းထဲမှာအဝယ်အစားတွေရှိတယ်ယူပေးလိုက်ပါကွာလဲကြပါစေဟုပြောလျင်စားပလင်းနှင်းမောင်ကနေပါစေခင်ဗျာအားနာစရာကြီးဟုပြန်၍ပြောလေ၏ထိုအခါလူဝါကြီးကအားနာတဲ့အလုပ်ဟာကိုယ့်အတွက်မကြံဘူးဗျကဲပါဗျာအဝယ်အစားတွေလဲလိုက်ပါခင်ဗျားတို့အဝတ်တွေကအတော့ကိုစိုးနေပြီဟုပြောလိုက်တော့ကြောင့်ကျုပ်တို့လည်းအားနာပါနာနဲ့အဝယ်အစားများလဲလိုက်လေ၏ထို့သောအဝယ်အစားများလဲပြီးသောအခါကျုပ်တို့သည်မီးပုံ၌မီးလုံကြလေ၏ထိုအခါလူဝါကြီးကမိတ်ဆွေတို့ထမင်းကိုစားပြီးခဲ့ပြီလားဟုမေးလျင်စားပလင်းနှင်းမောင်ကထမင်းတော့မစားပြရသေးနဲ့ခင်ဗျာကျွန်တော်တို့ကခီးတယ်တွေပါကျွန်တော်တို့သွားရမယ့်အိမ်ကိုလည်းတိတိကျကျဂါဂနာနာမသိလေတော့ဟုစကားပြလိုက်သည်နဲ့တပြိုင်နက်လူဝါကြီးကဒီမှာတညလောက်အိတ်ခွင့်ပေးပါလို့ပြောမလို့မဟုတ်လားရပါတယ်အိတ်ပါထမင်းမစားရသေးရင်လည်းထမင်းလည်းကျွေးလိုက်ပြရစီဟုပြောဆိုက၎င်း၏မိန်းမအားကျုပ်တို့ကိုထမင်းကျွေးရန်စေခိုင်းလေ၏၎င်း၏မိန်းမသည်ပြပြတလဲနှင့်ပင်ထမင်းတစ်ပွဲမှာကျွန်တော်တို့အတွက်ထမင်းများခူးခတ်ပေးလေ၏ကျုပ်မှာသူတစ်ပါးအိမ်၌ထမင်းစားတတ်ခြင်းမရှိတော့လဲယခုအခါ၌မူဤအိမ်၌ပင်အေးရတော့မည်ဖြစ်သောကြောင့်မစား၍မဖြစ်တော့ပေထို့ကြောင့်ရှက်လဲရှက်အားလဲအားနာထိုလူမိန်းမခူးပေးသောထမင်းဟင်းများကိုစားတော့လေတော့၏ထိုအချိန်၌ပင်လူဝါကြီးအားနှိမ့်နေပေးနေသောကလားလေးကဦးလေးပုံပြောပါဟုပူဇာလေ၏ထိုအခါလူဝါကြီးကအေးပြောမယ်ကောင်းကောင်းနှိမ့်ဟုဆိုလျင်ကလားလေးကအချာမမူဟုပြောလေ၏ထိုအခါလူဝါကြီးသည်အနှိမ့်ခံရင်းနှင့်ပင်ကလားလေးအားပုံမြင်ကိုစတင်ပြောလေ၏ကျုပ်သည်မနက်ပိုင်းကရုံးသို့ရောက်လာသောမောင်ကြောင်မန်းပြောပြသောအကြောင်းအရာများတရေရေမြင်အောင်လာလေတော့၏မောင်ကြောင်မန်းပြောပြသောအကြောင်းအရာများတွင်ဘူရာယုံတယုံနှင့်မလန့်မကန့်တွင်ရှိသောအောက်လင်းတမီထွန်းလာသည့်တဲအိမ်တစ်လုံးလည်းပါ၏လူဝါကြီးနှိပ်ပေးနေသောကလားလေးတစ်ယောက်လည်းပါ၏လက်လက်အချုပ်ဆက်ဖြင့်အဝတ်ချုပ်လျက်ရှိသောအသက်30အရွယ်မိန်းမတဦးလည်းပါ၏အမွှေးဆုပ်ဖွားနှင့်ခွေးကလေးလည်းပါ၏ကျုပ်သည်ထိုအချက်များကိုစဉ်းစားမိသည့်အခါမှကျုပ်တို့ရောက်ရှိလာသောဘူရာယုံနီးရှိအောက်လင်းတက်ပြီးထွန်းထားသည့်တဲအိမ်ကြီးကို၎င်းတဲအိမ်တွင်၌လူဝါကြီးကို၎င်းအနှိမ့်တဲ့ကလားလေးကို၎င်းအဝတ်ချုပ်နေသောမိန်းမကို၎င်းအမွှေးဆုပ်ဖွားဖြင့်ခွေးကလေးကို၎င်းပြည့်ပြည့်စုံစုံတွေ့နေရသောကြောင့်ကျုပ်၏မိတ်ဆွေကြီးစားပလင်းနှင်းမောင်သည်ဤနေရာသို့မတော်တဆရောက်ရှိလာခြင်းမျိုးမဟုတ်ဘဲတမင်တက်မရောက်အောင်လာခဲ့ခြင်းဖြစ်ကြောင်းကျုပ်အနေနှင့်ကောင်းစွာရိပ်မိလေတော့၏စားပလင်းနှင်းမောင်သည်အခါတိုင်းကဲ့သို့စီကူရက်တောက်ခြင်းမပြုဘဲစီးပေါ်လိတ်ကြီးကိုပါလျက်မီးလှုံရင်းတစုံတစ်ခုကိုစဉ်းစားနေလေ၏လူဝါကြီးမှမူအနှိမ့်ခံရင်အနှိမ့်တဲ့ကလားလေးအားစိတ်ဝင်စားဖွယ်ကောင်းသောပုံဝတ္ထုရှည်ကြီးတစ်ခုကိုပြောပြလေ၏ကျုပ်လည်းလူဝါကြီးပြောသောပုံမြင်ကိုစိတ်ပါဝင်စားသာနားထောင်ရင်းကျုပ်၏စိတ်၌မောင်ကြောင်မန်းပြောပြသွားသည့်အကြောင်းအရာများကိုတတိယလာသည်ဖြစ်ရာမောင်ကြောင်မန်းပြောသည့်အတိုင်းဆိုလျင်ပုံပြောလျက်ရှိသောလူဝါကြီးသည်၎င်းပုံနားထောင်လျက်ရှိသောအနှိမ့်တဲ့ကလားလေးသည်၎င်းလက်လက်ဆက်ကလေးဖြင့်အဝတ်ချုပ်နေသောမိန်းမသည်၎င်းအမွှေးဆုပ်ပွားဖြင့်ခွေးကလေးသည်၎င်းမကောင်းဆိုးဝါးများဖြစ်ပေတော့မြည်ဟုတွေးကကြောက်စိတ်များဝင်လာလေတော့၏ဤသို့နှင့်ပင်မိုးသည်တစတစတဲ၍လာတော့၏ထိုအခါစားပလင်းနှင်းမောင်ကကျုပ်အားတစ်ချက်များလမ်း၍ကြည့်လိုက်၏ကျုပ်ကလည်း၎င်းအားပြန်၍ကြည့်လိုက်၏၎င်းကတဖန်ကျုပ်အားသတိထားရန်မျက်ရည်ရလေ၏ကျုပ်မှမူမြည်သည်ကိုသတိထားရမှမသိလျက်သတိကြီးစွာနှင့်နေလေ၏ထိုအချိန်၌ပင်ခလန်းလန်းခွေးအောင်တန်တစ်ချက်ကိုကြားရ၏အနှိမ့်တဲ့ကလားလေးသည်လူဝါကြီးအား
အပေါ်သွားလုံးမီဟုဆိုကခွင့်တိုင်လျက်လက်နှိပ်ဓမီနှင့်တဲရင်နောက်စီသို့ထွက်သွားလေ၏တောင်းမြကြလျင်နှိပ်တဲ့ကလားလေးသည်တဲနောက်စီမှပြန်ရောက်လာသောအခါ၌စားပလင်းနှင်းမောင်သည်ကလားလေးအားဟေ့ချွတ်ကရာငါကိုလက်နှိပ်ဓမီခဏပေးစမ်းပါကွာငါလည်းအပေါ်သွားခြင်းလို့ပါဟုဆိုကလက်နှိပ်ဓမီကိုယူ၍တဲပြင်သို့ထွက်သွားလေတော့၏ကျုပ်လည်းအေးဗျာငိုးလို့လားမဆိုပါဘူးဟုဆိုကကျုပ်လည်းကိုနှင်းမောင်၏နောက်မှလိုက်ပါသွားလေတော့၏ကိုနှင်းမောင်သည်တဲပြင်သို့ရောက်သောအခါ၌လက်နှိပ်ဓမီကိုမိတ်ကြီးလင်းကြီး9ပါးလောက်လှုပ်လိုက်၏ထိုအခါမှာမဲမဲတရံတစ်ခုသည်မိရထားတွဲပြက်အတွင်မှကျွန်တော်တို့စီသို့ချင်းကပ်လာလေ၏ကိုနှင်းမောင်ကလက်နှိပ်မီးဖြင့်ထိုသူအားထိုးကြည့်လိုက်ရာကျုပ်သည်ထိုသူကိုမြင်လျင်ရင်ထဲ၌ထိတ်ခနဲဖြစ်သွား၏ကြက်တိမွေးခြင်းများလည်းထား၍သွားလေ၏မောင်ကြောင့်မတွေးခဲ့သည်ဆိုသောတစီတရေဆိုသည်မှာဤဟာပင်ဖြစ်မည်ဟုလည်းတွေးမိပေ၏ထို့သောပင်မျက်နှာတစ်ခုလုံးကြောင်မီးသွေးအယောင်ကဲ့သို့မဲနှက်မောင်နေ၏ထိုသူအနီးသို့ရောက်လျင်ခေါင်းတွဲကြီးရေနောက်တွဲတွေတော့မစုံသေးဘူးစိုးတော့စိုးပါသေးတယ်ဟုပြောလိုက်လေ၏ထိုအခါ၌ကျိုးကြီးမိတ်ဆွေကြီးစားပလင်းနှင်းမောင်သည်ထိုတစီတရေ၏ဝမ်းပိုက်စီသို့ခြေထောက်ဖြင့်ဖုံးကနေပြည့်၍ကန်လိုက်လေ၏ထိုသူလည်းအင်ကနေမြည်ကဟတ်ထိုးလဲလေ၏ထိုအခါစားပလင်းနှင်းမောင်သည်တနက်ကိုထုတ်၍ထိုသူအားနှထင်ကိုတေ့ပြီးချိန်လိုက်လျင်မအော်နဲ့တေသွားမယ်မင်းမတူလဲဟုမေးလေ၏ထိုအခါထိုသူကရဲရဲဆက်ဆက်တော့မလုပ်ပါနဲ့ဘိုဝမ်းမှာဟုပြောလေ၏ဘယ်ကလဲဟုစားပလင်းနှင်းမောင်ကမေးလေ၏တနက်ပင်ကပါဟုပြန်၍ဖြေလေ၏အေးကောင်းပြီမင်းတို့ခေါင်းတွဲကိုတော့ဖမ်းထားပြီးပြီကွာဒီကောင်ကကောင်းကောင်းမေးတာမပြောဘူးအဲ့ဒီတော့မင်းကပြောပြပါမင်းကိုအစိုးရတက်တည်ဖြစ်အောင်လုပ်ပေးမယ်ငါနမီစားပလင်းနှင်းမောင်ဟုပြောလိုက်လျင်ထိုသူကလည်းကြောက်ကြောက်လန့်လန့်လေတံဖြစ်တိပါပြီစားပလင်းနှင်းမောင်ရဲ့ခေါင်းတွဲကြီးရဲ့နမီကတက်ထင်းလို့ခေါ်တယ်အရင်ကဝေါမာနေတယ်ဟုပြောလျင်စားပလင်းနှင်းမောင်ကပြည်မှာတိုက်တုံးကမင်းပါသလားဟုမေးလေ၏ပြည်မှာတုံးကကျုပ်မပါပါဘူးရှမ်းပြည်နယ်မှာတုံးကရောမြင်းတိုက်ပူရာယုံနာမှာလူစုတုံးကလေကွာဟုစားပလင်းနှင်းမောင်ကမေးလိုက်ရာလူစိုးပူကအဲ့ဒီတုံးကပါပါတယ်ခမားကလည်းအစာအဆုံးတိလျက်နဲ့ခေါင်းတွဲကြီးရဲ့နမီကိုဘာဖြစ်လို့မေးတာလဲဟုပြန်၍မေးလေ၏တက်ထင်ကိုငါသိပါတယ်ကွဒီလိုအလုံးမျိုးတက်ထင်လုံးတက်တယ်ဆိုတာလဲငါသိတယ်ဟုစားပလင်းနှင်းမောင်ကပြောလိုက်လျင်လူစိုးပူကခမားကလည်းသိနေလျက်သားနဲ့ဘာဖြစ်လို့ကျုပ်ကိုလာပြီးမင်းနေတာတော့အလုတ်အပူတွေဟုပြောလေ၏ထိုအခါစားပလင်းနှင်းမောင်သည်ဘိုဝမ်း၏ခေါင်းကိုတနတ်တင်ဖြင့်ဖြုတ်ကနေထူလိုက်ပြီးလျင်ဘိုဝမ်းဆိုသူလည်းခေါင်းဝါဆိုင်ကြလျက်မိုးရည်ထဲတွင်တတိတက်သွားလေတော့၏ထို့နောက်စားပလင်းနှင်းမောင်သည်ကျုပ်အားလာ IPA ဟုဆိုကတဲရင်အတွင်သို့ပြန်သွားလေ၏တဲအတွင်သို့ရောက်လျင်အနှိမ့်တဲ့ကလားလေးကဘယ်လိုလဲဆရာတို့မိုးရွာထဲမှာတေးသွားပေါက်တာဒီလောက်အကြာကြီးပေါက်ရသလားအားလုံးဆိုကုန်ပြီခမားတို့ကိုပေးဖို့နောက်ထပ်အဝတ်မရှိတော့ဘူးဟုဆို၍ကျိမ်းမောင်းလေ၏နေပါစီကွာအဝတ်အစားတွေမလဲတော့ပါဘူးခဲရောက်မှဂက်ကလူတွေစီမှာတောင်းပြီးအဝတ်အစားလဲတော့မယ်ဟုစားပလင်းနှင်းမောင်ကပြောလိုက်လျင်လူဝါကြီးနှင့်၎င်း၏မိန်းမသည်စားပလင်းနှင်းမောင်အားဖြတ်ခနဲပြိုင်သူကြည့်လိုက်လေ၏ထို့နောက်လူဝါကြီးကမိတ်ဆွေတို့ပလိဘက်ကလာဟုမေးလေ၏ဟုတ်ပါတယ်ကျုပ်တို့ CND ကပါကျုပ်နာမည်စားပလင်းနှင်းမောင်လို့ခေါ်ပါတယ်ဟုစားပလင်းနှင်းမောင်ကပြောလိုက်လေ၏လူဝါကြီးသည်စားပလင်းနှင်းမောင်အားတော်တော်နမီကြီးတဲ့စုံတော့ပဲနမီသာကြားဘူးနေတာလူကိုတော့မမြင်ဘူးသေးဘူးအခုမှမြင်ဘူးရတော့တယ်ဟုပြောလိုက်လျင်စားပလင်းနှင်းမောင်ကစီကွယ်တလေးကိုထုတ်၍မင်းကြီးရှိုက်ဖာပြီးနောက်ကျုပ်ကလည်းဒီလိုပါပဲဓမြကောင်းတဲ့တက်ထင်သေးသွားပြီတက်ထင်မိမနောက်ယောက်ျားယူတယ်လို့ကြားတယ်အဲ့ဒီနောက်ယောက်ျားဟာယူရီးယားဘက်မှာကဗျာနေကြတစ်ပိုက်မှာနမီကြီးနေတဲ့ဓမြကောင်းအောင်ဖြိုးမောင်ဆိုတာလဲတဲ့ကြားလိုက်ပါရဲ့ဒါပေမဲ့ဖြိုးမောင်ကိုတော့ကျုပ်တခါမှမမြင်ဘူးကဲကိုဖြိုးမောင်ကြီးကတ်ကူကြွပြီတော့ဟုပြောလိုက်လျင်လူဝါကြီးသည်၎င်းမှီ၍ခေါင်းထားသောခေါင်းအောက်စီသို့လက်ကိုစက်ခနဲထိုးသွင်းလိုက်လေ၏စားပလင်းနှင်းမောင်ကတနက်ကိုစက်ခနဲဆွဲထုတ်လိုက်ပြီးလူဝါကြီးအားချိန်လိုက်ပြီးလျင်မလုံးနဲ့ကိုဖြိုးမောင်ကြီးခမားတို့လိုလူတွေကိုတွေ့ရင်လက်ဦးအောင်လို့ကျုပ်ကကျင့်ထားတာဗျာဟုဆိုကလူဝါကြီးမျက်နှာကိုလက်ဝဲလက်တီးဖြင့်ထိုးချလိုက်လေတော့၏မူလူဆိုသည့်ကလားလေးသည်ကြောက်အားလန့်အဖြစ်နောက်သို့ဆုတ်လေ၏စားပလင်းနှင်းမောင်သည်မူလူမင်းကငါကောင်းကောင်းသိတယ်မင်းနာမည်ကလမင်မဟုတ်လားနောက်ဆုံးမင်းထောင်ကျသွားတဲ့အမှုကဘိုးကျုပ်ဈေးမှာဖောက်သွားတဲ့အမှုမဟုတ်လားဟုဆိုကမူတူအားတနက်ကင်ထားသောလက်ဖြင့်ရိုက်ချလိုက်ရာမူတူလဲကျသွားလေတော့၏လူဝါကြီးမိမသည်နေရာမှထမိလှုပ်လိုက်လေ၏ငြိမ်နေပါအမကြီးဟုပြောလိုက်သဖြင့်ထိုမိမသည်ငြိမ်၍သွားလေတော့၏ထို့နောက်တွင်ကကျုပ်တို့သည်တင်ကန်းညုံကတ်သို့တွားရောက်၍အကူအညီတောင်းကလူဝါကြီးတို့လူစုအားဖမ်းဆီး၍ကတ်သို့ခေါ်ဆောင်သွားတော့၏ကတ်သို့ရောက်လျင်ဌာနအုပ်အားစားပလင်းနှင်းမောင်ကလက်နှိပ်တက်ပြီးတစ်လုံးပေးလိုက်လျင်ခမည်းအဲ့ဒီတဲကိုသွားပြီး
လက်နှိပ်တက်မီကိုဖွင့်ကြည့်ပိတ်ရှိငါကလုပ်ပြီးတော့လူဝါကြီးချိန်ထားတဲ့ဓမြတွေရောက်လာကြရင်ခမားစီလာလိမ့်မယ်အဲ့ဒီကြားမှာလက်ထိတ်ခတ်ပြီးတော့ဟုဆိုကလွတ်လိုက်လေတော့ဤဌာနအုပ်လည်းပလိတ်၄ယောက်ကိုခေါ်ယူကလူဝါကြီးဤတဲစီတို့ကိုနှင်းမောင်ညွန်ပြသည့်လမ်းအတိုင်းဖတ်သွားလေတော့ဤကျုံးနှင့်ကိုနှင်းမောင်မှမူဂမ်းမအဝတ်စားများတောင်းယူကရှေးဆိုအဝတ်စားများကိုလဲရင်ဂတ်၌ပင်ကြံရစ်ခဲကြလေဤညမကြမီ၌ဌာနအုပ်နှင့်ပါသွားသောပလိတ်များသည်ညနာတွင်အိုးမဲများတုတ်ထားသောဓမြများကိုတယောက်ပြီးတယောက်ပို့နေကြတော့ဤည7နာရီထိုးသည့်အခါ၌မူစုစုပေါင်းဓမြ8ဦးသင်္ကန်းညွန့်ကတ်တို့ရောက်ရှိနေကြပြီဖြစ်၏ထိုထဲတွင်ကိုနှင်းမောင်တနတ်တင်ဖြင့်ရိုက်ချသောဓမြဘိုဝမ်းလည်းပါ၏စားပလင်းနှင်းမောင်သည်ဓမြများအားဆက်ပြသုံးစီပေး၍မျက်နှာတက်ခိုင်းလေ၏မျက်နှာတက်ပြီးသောအခါ၌စားပလင်းနှင်းမောင်ကဟာဘယ်သူတွေလဲမှတ်တယ်တာမွေကခင်မောင်ကြီးကိုကွာအောင်မကန်တော်လေးသားညီအေးလဲပါနေတာကိုဟေ့ပြည်ကထွန်းကြီးပါလားတွန်လေးကလှမောင်ကိုအလိုဟိုကောင်မတွေ့တာကြာပါပကောလားမန္တလေးကတန်အေးမင်းပြောက်နေတာတော်တော်ကြာပြီကိုအောင်မဟိုရဲရှည်ရှည်နဲ့ကောင်ကဘယ်သူများလဲမှတ်တယ်စိန်လားမြင့်ကိုဟာဟိုကောင်ကြီးကနောက်ကိုဘာလို့ဆုတ်သွားတာတော့ရှေ့ကိုလာသမ်းပါဦးမင်းလဲငြိမ်နေတာတော်တော်ကြာပြီဟဲ့ကောင်မောင်ကန်မင်းကိုငါမမေ့ဘူးကွာဒါဘိမှအနုချမ်းစီးသွားတာမင်းလက်ချက်မဟုတ်လားဟေ့ဘိုးဝမ်းဆိုတဲ့ကောင်လာသမ်းပါဦးမင်းကငါ့ကိုနမီလဲပြောတာမဟုတ်လားမင်းကိုငါမသိပဲနေမလားကွာချစ်တီးတိုက်ဖောက်တဲ့အမှုနဲ့မင်းကိုငါထောင်ထဲပို့ဘူးတာပဲဘာဟိန်းတန်းရဲ့ဟုပြောဆိုကမိဟောင်းဆူရောင်းများကိုတွေ့ရသည့်အလားလိုက်လံ၍နှုတ်ဆက်လေတော့ဤထို့နောက်စားပလင်းနှင်းမောင်ကစိန်လားမြင့်ဆိုတဲ့ဓမြဟိတ်ကောင်အရှိကြီးဒီအမှုနဲ့မင်းတို့ကိုယုံတင်ပုံမှဘလောက်နဲ့တင်မလဲဖြေတန်းဟုမေးလိုက်လျင်စိန်လားမြင့်က391ဘော့ဆရာကိုနှင်းမောင်ရဲ့ဟုတော်လက်စာဖြေလိုက်လေဤမင်းတို့ကဓမြအမှမတိုက်ရသေးပဲကွာလူစုယုံစုကြသေးတာဆိုတော့ဖိုးအတူပဲဖြစ်မှာပေါ့ကွာဟုပြောဆိုကထိုသူအားအချုပ်ခန်းတွင်သို့တွင်ရန်ဂစီရီအားမျက်ရည်ပြလေတော့ဤထို့နောက်ကျုပ်တို့အားသင်္ကန်းညွန့်ကမ္မပလိများကလက်ဖေးရည်မုံများဖြင့်အခန့်လေ၏ကျုပ်လည်းလက်ဖေးရည်တောက်ရင်းနှင့်ပင်စားပလင်းနှင်းမောင်အားအိုင်စီကိုနှင်းမောင်ဘယ်လိုလဲနည်းနည်းပါးပါရှင်းပြပါဦးဟုမေးလေ၏ဘယ်လိုလဲအိုင်ပီရဲ့မောင်ကြောင်ပန်းလာပြီးပြောကြတဲ့ကဓမြတွေဆိုတာကျုပ်သိပါတယ်တသောင်မုံလာမှာတောင်ပိုင်းမြင်းတိုက်ပူရာနာမှာလူဝါကြီးနဲ့စာပြီးတွေ့ခဲ့တယ်လို့ပြောတယ်တခါပြီးမှလဲလူဝါကြီးတို့လူစုကိုကစုံလားလောက်မှမြင်ခဲ့ရတယ်လို့ပြောတယ်မနစ်ကတသောင်မုံလာမှာမြင်းတိုက်ရွာနဲ့တိတ်မဝေးတဲ့ကလောမြို့မှာဓမြတိုက်မှုတဲလွန်သားဓမြတိုက်မှုတစ်ခုတဲလွန်သားမပေါ်ခဲ့ဘူးဗျဒီနှစ်ကစုံလားလောက်မှာလဲတဲလွန်သားမပေါ်တဲ့ဓမြတိုက်မှုတစ်ခုပြည်မျိုးရဲ့ပတ်ဝန်းကျင်မှာဖြစ်သွားတယ်ဗျတမှုကရွှေတောင်မှာတမှုကစင်ပြီးသွဲမှာဗျခုစားပလင်းနှင်းမောင်ကပြောရဖြေလေဤထားပါတော့ဗျာကျုပ်တို့ပြောလိုက်ရင်စားပလင်းနှင်းမောင်ကမထားနိုင်အောင်အိုင်ပီရဲ့ရှေ့ဆက်ပြီးပြောရအောင်မယ်တတ်ထင်းဆိုတဲ့ကောင်ကလွန်ခဲ့တဲ့9နှစ်လောက်ကပြေးရင်းနဲ့တေးသလိုလိုသတင်းကြားပြီးကလေးကပျောက်သွားတယ်ဗျဒီကောင်ကဓမြကောင်းတွဲလို့ခေါ်တယ်အနေနဲ့ရရက်ကဓမြတွေကိုသူကတိတယ်အဲ့ဒီတော့သူကအလုံးလုံးခံနေမှာသူ့လူတွေကိုမှားလိုက်တယ်သူ့လူတွေကအမျိုးမျိုးအနေနဲ့ကလာကြတာဘူးဗျသူကအဖွဲမဟုတ်ဘူးတယောက်စီခေါ်ယူတာအချင်းချင်းလည်းမသိကြဘူးသူတို့စီမှာလူစုတဲ့အခါကျတော့လေမျက်နာကိုအိုးမဲတုပ်ပြီးလာကြရတယ်ဆိုတော့တယောက်ကိုတယောက်မမှတ်မိကြဘူးအဲ့ဒီလိုလူစုပြီးတော့မှဘယ်အိမ်ကိုတက်ရမယ်ဘယ်လိုလုပ်ရမယ်ဆိုတာညွှန်ကြားပြီးလွှတ်လိုက်တာဗျပြီးတော့တက်ရပါပစ္စည်းတွေကိုညာတွင်ချင်းခွဲဝေးပြီးလူစုပါတခါတည်းခွဲပစ်လိုက်တာသူကတော့အလုံးလုံးမဲ့မျိုးကိုအရင်ရောက်နေတာပေါ့ဗျာအသေးစိတ်လေ့လာထားတာပေါ့ကုံစိမ်းပွဲကားလိုသူဟန်ဆောင်တယ်သူမိမကအင်ကြီးကလေးဈေးမှာရောင်းတယ်ဒါကလည်းဘယ်အိမ်ကဘလောက်ချမ်းသာတယ်ဆိုတာလေ့လာဖို့သဘောပါအဲ့ဒီတက်တင်တည်သွားပြီးနောက်တက်တင်ရဲ့မိမဟာနေဆက်မှာနောက်ယောက်ျားယူတယ်လို့သတင်းကြားရတယ်အဲ့ဒီလိုသတင်းကြားပြီးတိတ်မကြပါဘူးတက်တင်လုပ်တဲ့လုံနီးကိုင်နီးတွေနဲ့ဓမြမှုတွေပေါ်လာတော့တာပဲကျုပ်ထင်ပြောရရင်တော့တက်တင်မိမကတက်တင်ရှိခဲ့တုန်းကအလုံးလုံးခဲ့တဲ့လူဟောင်းတွေရဲ့နေရလိစာတွေကိုသူကသိနေတယ်အဲ့ဒီတော့မူတူးရဲ့အကူအညီနဲ့လူဟောင်းတွေကိုပြန်ပြီးဆက်မယ်သူ့ရဲ့နောက်ယောက်ျားလူဝါကြီးကိုတက်တင်လုပ်တယ်လို့ပဲဓမြကောင်းတဲ့အလုပ်ကိုအတားလေးလုပ်လိုက်ရင်ပေါ့ဗျာကျုပ်ဟာတက်တင်တည်သွားပြီးနောက်ဒီအမှုမျိုးတွေပျောက်သွားပြီဆိုပြီးစိတ်အေးလက်အေးလုံနေတော့ပြီးခဲ့တဲ့တစောင်းမုံလာမှာဒီလိုအမှုပြန်ပြီးပေါ်လာတာကိုကြားလိုက်ရကြတဲ့ကဘယ်တော့မှဖမ်းရပါမလဲလက်ရားနေတာအစင်သိရင်တော့မောင်ကြောင်မန်းဆိုတဲ့သူကစိုက်စိုက်မြက်မြက်လာပြီးသတင်းပေးတာကိုနေရာကျလိုက်တာ IB ရဲ့သူဆိုက secret တလိပ်ကိုရှူကမင်းနှိရှိုက်ပါနေပြီမောင်ကြောင်မန်းလာပြီးသတင်းပေးတာကဓမြတွေမှန်းသတင်းပေးတာမဟုတ်ဘူးသူ့ကိုမကောင်းဆိုးဝါးတွေ6လန်းလိုက်တဲ့ချင်းပြီးလာပြောတာဗျခမားနဲ့တဲ့တိုးသွားလို့ဒါဒီအမှုကြီးပေါ်တာပြုကျုပ်တို့ကြီးသားဆိုရင်တော့
မောင်ကျော်မန်းပြောတာကိုနားထောင်ပြီးတရေ6ခံရတာလို့ထင်နေဦးမှာဗျာဟုကျုပ်ကပြောလိုက်ရာစားပလင်းနှင်းမောင်ကအိုင်ဘီမကောင်းဆိုးဝါးကိုယုံလားဟုမေးလိုက်လေညီတို့မိဘုံဖြေရမည်ဆိုသည်ကိုမသိသဖြင့်မပြောတတ်ပါဘူးဟုပြန်၍ဖြေလိုက်ရာကိုနှင်းမောင်ကကိုယ်စိတ်မှာယုံတယ်မယုံဘူးဆိုတာတော့မဝေခွဲတတ်အောင်ညမ်းလာကြည်လားအိုင်ဘီရဲ့ဟုပြစ်တင်လိုက်လေတပ်ပေတတာကမ္မတရာမင်းသိန်ခအားလုံးကိုကျေးဇူးတင်ပါတယ်ကျွန်တော်ကတော့ထူပါ